စတန်လေးတယောက်ဖြစ်ပြီးဖြစ်တဲ့အတွက်ဒေါ်ညာရဲ့ဒီ Brorite Model ရှင်ညာရဲ့ကိုယ်လက်ကစားတာပဲတခြားလေးကြည့်ပြီးတော့သွားပါဒါဆိုရင်ကိုတို့ဘာဖြစ်လဲပုံစံပုံမသွင်းထားဘူးလိုင်းညက်တဲ့ရှင်ဒီကိုလေယာနဲ့တွဲပြီးတော့ညှက်ပေးပါရဲ့လေနော်ဘတာဖိုင်းတစ်ခုတည်းညှက်ပြီးဆိုရင်အဲ့တဲ့ကရှေ့ရှာရဲလှမှာနောက်ရှာရင်ပါပြီလေမလှတော့ဘူးကြောင့်မလေယာနဲ့ပြန်ပြီးကွန်တက်လုပ်ပြီးညှက်ပေးပါဟုတ်လားဆိုင်ကြောင်းနေရတာရောသိတော့လားမသိတော့ဘူးနော်ကိုတို့ဒီကလေးယူရဲ့ရှင်ကဒီပိုင်းဟာကိုတော့တစ်ချက်ကိုပြန်ပြီးလှည့်ထားမယ်အဲ့ရှင်မှာဒီကလေးကိုပြန်ယူမယ်ကိုစနေထပ်ပြီးတော့ကောက်နော်အိုင်မာကိုတို့ဘယ်ရောက်ရှေ့ပြန်လှည့်ပြီးတော့ပြန်ပြီးတော့ဒါမယ်ကိုတို့စတိုင်းလေးဒီစပင်ကိုင်တာတော့ဒေါ်ရကန်တော့စူးလိုက်တော့ကလေးတော့လေးမျိုးတော့ပါပဲဒီမှာရှင်နေအဲ့တော့နိုင်နေအောင်လေ့ကျင့်ရမှာဟောမရဘူးဆိုမှပဲလေအများလေးလေ့ကျင့်ပထမဆုံးစလေ့ကျင့်လက်တရားတစ်ခုကလေးပြုတ်ကြတာပဲဖြစ်စူးလိုက်ပြကြဒေါ်ရကြီးပြုတ်ကြတာပဲဖြစ်ဟောလေးခုထိုင်းကန်ရတယ်ဟုတ်လားဒီမှာကလစ်ကောပါမယ်အပြင်စူးလိုက်ပါမယ်ဒေါ်ရပါမယ်အဲ့တဲ့စပင်မှာပါပဲလေပါလာပြီအဲ့ဆိုရင်မလို့ဆင်ပြေလားအများလေးကျင့်မအောင်ရှာမှာနော် energy တိတ်ပြီးတော့မကောင်း energy ရှိတဲ့ချိန်နဲ့မလို့ပဲချိန်ပြီလားစင်းတဲ့ချိန်ဘေးဆိုအော်ပြောအောင်ဆင်းသွားကြဆရာရှိတယ်မှာဆရာတွေ့ပါတယ်နော် energy ရှိဆုံးချိန်ကမလို့ပါပဲလေစင်းတဲ့ချိန်လားချိန်နိုင်တိတ်ရော energy တိတ်မရှိဘူးနော်